အားလုံးပဲမင်္ဂလာပါ EC2D YouTube channel ဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ညနေကကျွန်တော်လည်းနည်းနည်းနောက်ကျနေတယ်ဗောနောက်ကျနေရဆိုတော့လေရုံးကကိစ္စလေးတွေရှိတယ်ဗောနော်ဆိုတော့မအားဘူးညနေခင်းရုံးကနေပြီးတော့မှပြန်ကိစ္စလေးရှိတယ်ဒါကြောင့်နောက်ကျနေတယ်ဆိုတော့ကျွန်တော်တို့ကတနင်္လာနေ့ပြီးတော့ပြီမနေ့ကဆိုလို့ရှိရင်အင်္ဂါနေ့မှာကျွန်တော်မနေ့ကဗာပြောခဲ့တယ်ဆိုတော့ဆရာပူချမ်းမူတစ်ခုတွေက353ညအခွေကိုကျွန်တော်ပြောခဲ့တယ်ဗောနော်ဆိုတော့မနက်ခင်းမှာ9ညနေခင်းမှာ35ဆိုပြီးထွက်သွားတယ်ဆိုတော့ဒါကတစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်စုမွန်ဒူဒီရဲ့ကတ်တီကိုအားပေးဖို့ပြောခဲ့တယ်ဗောနော်ဆိုတော့စုမွန်ဒူဒီရဲ့ကတ်တီလို့ပြောတဲ့နေရာမှာစုမွန်ဒူဒီကထုတ်ထားတာပတ်တီးရဲ့အခွေရဲ့ဘရိတ်ရေပေါ့နော်ဆိုတော့စုမုံတူလီရဲ့ဒီပုံလေးနဲ့ဆိုတော့ကတ်တီပြရလေအနေတော့များမယ်မဲတယ်နော်ဒါဘမပေါ့ဆိုရမယ်တော့ထင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ post မှာလည်းတင်ခဲ့တယ်ဆိုတော့ဒီမှာ9ပတ်တီးရေပြီးတော့4953ညဆိုတဲ့အခွေရေနော်ဒီပတ်တီးနဲ့အခွေနဲ့သူစားပြန်ပြီးတဲ့အရှိတဘက်ကဝယ်ခဲ့တဲ့လူတွေကိုအစားပြန်ပြီးတဲ့ဟာလည်းရှိရပေါ့နော်ဆိုပေမဲ့ဒါအစိုးရထွက်သွားတယ်ဗောနော်ကျွန်တော်ပြောတယ်ကျွန်တော်လည်းစနေနေ့ကမတင်ပြဘူးဗောနော်စနေနေ့ကတင်ပြရင်ကျွန်တော်မိတ်ဆွေပူရနိုင်တယ်ဗောနော်ဒါမှလေကျွန်တော်လည်းအလုပ်ကိစ္စရတယ်ဆိုတော့ကျွန်တော်မအားတဲ့အတွက်ကြောင့်စနေနေ့ကကျွန်တော်မတင်ပြခဲ့ဘူးဗောနော်အဲ့ဒီမှာကျွန်တော်တနင်္ဂနွေနေ့ညနေမှာတင်တဲ့ခါကျတော့ရတယ်ဗောနော်ဆိုတော့နောက်တစ်ခုကကျွန်တော်ရဲ့ဇယားဗောနော်ဇယားတွေကိုစုံမထူးထူးစီကနေကတ်ကိုအားပေးတဲ့လူတွေကိုကျွန်တော်ဇယား free တောင်းလို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောထားခဲ့ဗောနော်ဘာလို့ကျွန်တော်ကတ်တီကအဲ့လိုမျိုးလုပ်လို့မရဘူးဗောနော်ဒါကတော့တပိုင်းဆိုတော့နောက်တစ်ခုကကျွန်တော်မနေ့ကပြောခဲ့တဲ့တွေကအဲ့3ခွန်ရဲ့အခွေကဒါဆရာဘိုချဲအခွေပေါ့နော်အဲ့ဒါပြောခဲ့တယ်ထွက်သွားပြီဆိုတော့ကျွန်တော်ရဲ့အခွေတစ်ခုကျွန်တော်ထပ်ပြောမယ်နော်ကျွန်တော်ရဲ့အခွေတစ်ခုကဘယ်တွေကအခွေလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဒီတွေကအခွေကိုပြောမယ်ဒါကျွန်တော်ရဲ့တပတ်စာဇယားပေါ့နော်တပတ်စာဇယားကိုဒီတပတ်မှာ live ရဲ့လူတွေရှိတယ်ရှင်းနှစ်ပတ်ကလည်းယူခဲ့တဲ့လူတွေရှိရပေါ့နော်ဆိုတော့ရှင်းတစ်ပတ်က8ပတ်ဒီကလွယ်လို့ကျွန်တော်အကုန်ထွက်တယ်ဒီတစ်ပတ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာပတ်သီးကအများကြီးထဲကမှာအခုကျွန်တော်တို့9ပတ်သီးဒီအထောက်3ခုရှိတယ်ဆိုတော့ထွက်သွားပြီနော်3ညပတ်သီး3ပတ်သီးထွက်သွားပြီပရိတ်တွဲ8 9တွဲဒီမှာ1တွဲ2တွဲ3တွဲ4တွဲ5တွဲထွက်သွားပြီ5တွဲပဲကျန်တယ်အဲ့ဒီလူပဲကျွန်တော်တို့ဒီဘက်ကိုလည်းကြည့်တာအခွေပေါ့နော်ဆိုတော့ကျွန်တော်အများဆုံးပြောတယ်၄လုံးခွေဒီ10ခုထိရှိနိုင်တယ်ဘာလို့လဲဆိုတော့၄လုံးအတွဲဖြစ်တဲ့ကြောင့်ထပ်ဖို့ခဲရင်းနေပေါ့နော်ဆိုတော့ဒီမှာ1ခွေ2ခွေ3ခွေ4ဝေထွက်သွားပြီ2ချိန်ပဲရှိသေးတယ်နော်2ချိန်ပဲရှိသေးတဲ့အချိန်မှာကျွန်တော်တို့၄လုံးခွေက4ဝေထွက်သွားပြီဆိုတော့ကျွန်တော်ဝိဆိုကျွန်တော်ဘာလက်ဆောင်ပေးလိုက်ခြင်းဆိုတော့ဒီ1508ဆိုတဲ့အခွေလေးလက်ဆောင်ပေးလိုက်ခြင်းတယ်အဲ့ဒါကပြောမယ်ဆိုလို့ရှိရင်ကလင်ဒါထဲမှာဒီ3ခွန်နဲ့တိုက်စစ်ပြီးပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ3ခွန်ထွက်တဲ့ချင်းအကြောင်းချင်းအကြောင်းရတဲ့အခွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောလို့ရတယ်15ခွန်8အခွေဒါဆိုလို့ရှိရင်ကျွန်တော်တို့က3ခွန်ထွက်စင်တွေကိုကျွန်တော်ပြန်ကြည့်မယ်။နောက်အမှန်ကတော့ကျွန်တော်ဘယ်ဟာပြီးရတယ်ဗျာ။အခုမထွက်သေးတဲ့ဟာတွေကဘယ်ဟာပြီးရဒါပေမဲ့ဒီလိုမျိုးပေါ့နော်ထွက်စင်အများကြီးရှိတဲ့ဟာကိုကျွန်တော်မိတ်ဆွေတွေကိုပေးချင်တာ။ဒါကလည်းပထမတစ်ချက်အနေနဲ့ကျွန်တော်ရဲ့ရွေးချယ်မှုဒုတိယတစ်ချက်အနေနဲ့ကျွန်တော်မိတ်ဆွေတွေရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကန်ဆက်ခြင်းမဆက်ခြင်းကတော့တပိုင်းပေါ့နော်။ဆိုတော့ကျွန်တော်တို့ရဲ့အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့15ခွန်8ဆိုတဲ့အခွေရှိမယ်။ဆိုတော့15ခွန်8ဆိုတဲ့အခွေကိုကျွန်တော်တို့ဒီမှာပြန်စစ်ကြည့်လိုက်ပေါ့နော်။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တယ်ဒီမှာ15ခွန်8ဆိုတဲ့အခွေရဒီမှာ9တက်လို့ထွက်တယ်ပြီးရင်15ခွန်8ဆိုတဲ့အခွေဒီမှာ9တက်လို့ထွက်တယ်15ခွန်8ဆိုတဲ့အခွေကျွန်တော်ဒီမှာ9 8လို့ထွက်တယ်15ခွန်8ဆိုတဲ့အခွေကျွန်တော်ဒီမှာ8တက်လို့ထွက်တယ်ဒီမှာ9 8လို့ထွက်တယ်ပေါ့နော်ဒါက3ခွန်ထွက်ခဲ့ခြင်းရဲ့အရှိရကိစ္စတွေပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်15ခွန်8ဆိုတဲ့အခွေကဒီမှာ8တက်လို့ထွက်တယ်ပြီးရင်ဒီမှာ9 8လို့ထွက်တယ်ပေါ့နော်တောက်လျှောက်ဆိုတော့ထိုးရကလည်းအများကြီးမရှိဘူး9 8 9တက်8တက်နော်9 8တက်ကိုခွေထိုးရင်တော့မှထွက်နေတဲ့ကိစ္စဒါဆိုတော့ဒီ15ခွန်8ခွေရပေါ့နော်ကျွန်တော်တို့ဒီ3ခွန်ထွက်စင်တစ်ခုတည်းရရတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်14နှစ်စာပြန်ပြီးတော့3သက်ချက်တွေပါတယ်ねပေါ့နော်3နှစ်စာတော့ပြတ်ပင်မရှိပါညာပေါ့ဒါတွေကတော့ကျွန်တော်မိတ်ဆွေတွေသိပါတယ်ဆိုတော့ကျွန်တော်တို့က15ခွန်8ခွေကိုအကျန်၄ရက်မှာထိုးရမယ်ပေါ့နော်ဆိုတော့15ခွန်8ခွေဆိုတော့အဲ့ဒါတပိုင်းเนาะကျွန်တော်ကနောက်တစ်ခုပြောချင်တာကကျွန်တော်ရဲ့ဗီဒီယိုအောက်မှာပေါ့နော်ဝင်ပြီးတော့မန်းကြတယ်ဗာလဲဆိုတော့နောက်ဆုံးမှာတော့ပတ်စံတောင်းတာပဲပညာတာကားပေါ့နော်ဆိုတော့ကျွန်တော်ကအမြဲတမ်းပေါ့နော်ပြောချင်တာကအဆူခံတဲ့လူတော့မထင်နဲ့ပေါ့နော်ကျွန်တော်ဒီခေါင်းစဉ်တစ်ခုတက်လိုက်ပြီးသွားလို့ရှိရင်ဒီတုံးခွေဖြစ်ပတ်တီးဖြစ်တစ်ခုတော့ကျွန်တော်အမြဲတမ်း free ပေးတယ်နော်အမြဲတမ်း free ပေးအဲ့ကောင်ကလေမထွက်တဲ့ဟာကိုကျွန်တော်ပေးတာမဟုတ်ဘူး350အခွေဆိုမနေ့ကဗီဒီယိုမှာကျွန်တော် free ပေးခဲ့တယ်ဆိုတော့ထွက်သွားတယ်အခုထပ်ပေးတဲ့ဟာကလည်းမထွက်နိုင်တဲ့ဟာအဲ့လိုမသေးချာမရည်ရတဲ့ဟာကိုကျွန်တော်ပေးတာမဟုတ်ဘူးကျွန်တော်ဒီတေချာရည်ရတဲ့ဟာကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကချပြတာပေါ့နော်
ဆိုတော့မတိကျမရေရတဲ့ဟာတွေကိုလည်းကျွန်တော်ဘယ်တော့မှမပြီးခဲ့ဘူးပေါ့နော်ဒါပေမဲ့ကံမပြီးလို့သာကျွန်တော်တို့မရဘူးလို့ရှိခဲ့မယ်နောက်တစ်ခုကဆမ်မလေးစုမှုဒူရီရဲ့ကတ်တွေနဲ့တခြားကိစ္စတွေဒါတော့ပြောပွင့်လင်းပြောလို့ရှိရင်ပိုတိချင်လို့ရှိရင်တော့ကိုယ့်ဘက်ကအနေနဲ့အများတော့ပိုပြီးအားစိုက်ထုတ်အောင်မှာတော့ထုံးစံပဲပေါ့နော်ဆိုတော့ပိုတိချင်တယ်ပိုလူချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကနေပြီးတော့ပိုပြီးအားစိုက်အဲ့အတွက်လည်းကျွန်တော်ဘက်ကကြိုးစားအားထုတ်ထားရတယ်ရှိတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒါကတော့ request လုပ်တာပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုတွေကနော်တစုံတရာကြည့်ပြီးတော့ပတ်စံပြီးမှတစုံတရာရမယ့်ဗီဒီယိုတွေမဟုတ်ပါဘူးပေါ့နော်ကျွန်တော်အများအားတက်နိုင်တယ်လို့တော့ကျွန်တော် free ကိုမျှဝေပြီးတယ်ဒါပေမဲ့လေကျွန်တော်ဘက်မှာလေလိုအပ်ချက်လေးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ကဒါတစ်စိတ်တစ်ပိုင်းဒီလိုမျိုးလောက်ရတာပေါ့နော်နားလည်ပြီးစီခြင်းပါတယ်ပေါ့နော်ပြီးတော့ဗီဒီယိုထဲမှာပြောတဲ့အားတွေကိုလေ comment မှာမမှန်းကြပါနဲ့ပေါ့နော်တချို့ကျတော့ comment ဖတ်ကြည့်ပြီးတော့ဗီဒီယိုမကြည့်ရတဲ့လူတွေရှိတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ပတ်ရဲ့ဇာတ်လေးတွေစီကိုကျွန်တော်တို့တစ်ချက်သွားလိုက်အောင်ပေါ့နော်ဆိုတော့ဒါလေးကတော့ဒီတစ်ပတ်ရဲ့ဇာတ်ပေါ့နော်ဒီတစ်ပတ်ရဲ့ဇာတ်မှာဇာတ်ကနှစ်ခုရှိတယ်ဒါကတပတ်စာဇာတ်နဲ့ပြီးဟူးမကျော်ပတိဇာတ်ဆိုပြီးနှစ်ခုရှိရပေါ့နှစ်ခုလုံးကိုကျွန်တော်ကပြောဆုံးဒူဒီစီကနေပြီးတော့ကတ်တစ်ခုကိုအားပြီးလိုက်နော်အဲ့ကအားပြီးတော့လေကျွန်တော်မိတ်ဆွေတွေအတွက်အရှုံးမရှိဘူးကျွန်တော်ပြောအရင်တည်းကကျွန်တော်ဒါကိုစီလာကြီးပြီးလာယူပါလို့ဆိုပြီးကျွန်တော်လုပ်လို့ရတယ်ဒါပေမဲ့လေကျွန်တော်ကအချိန်မပေးနိုင်ဘူးကျွန်တော်ရုံးချိန်ထဲမှာဆိုလို့ရှိရင်ကျွန်တော် message တွေမကြည့်နိုင်ဘူးနောက်ဆုံးကျွန်တော်ဖုန်းတောင်ကင်လို့မရအောင်ကျွန်တော်ရုံးချိန်ထဲမှာကအဲ့လိုအနေထားဖြစ်တဲ့အတွက်ကြောင့်စုမဒူဒီစီကနေကတ်အားပြီးလိုက်ရင်ကျွန်တော်မိတ်ဆွေအနေနဲ့အကျိုးမြတ်တဲ့စုံတရားလေးရမယ်ဒီတိုင်းစီလာကြီးပြီးဒါလေးတစ်ခုပဲရတာတက်စားလို့ရှိရင်စုမဒူဒီစီကနေပြီးတော့ကတ်တစ်ခုလေးရမယ်နော်ဒီဟာလေးရမယ်ဆိုပြီးတော့ကျွန်တော်မိတ်ဆွေတွေတက်လေးနော်အကျိုးမြတ်ရှိအောင်ကျွန်တော်လည်းအဆင်ပြေအောင်လို့ကျွန်တော်ကဒါကိုစီစဉ်ထားတာပေါ့နော်ဆိုတော့အဆင်မပြေဘူးထင်လို့ရှိရင်တော့အားမပေးလေးရပါတယ်ဒါပေမဲ့လူချင်းတဲ့လူတွေအားပေးပေါ့နော်ဆိုတော့စုမဒူဒီရဲ့ကတ်တွေကလည်းအခုနှစ်ကတ်ကတော့ထွက်သွားပြီးတော့နောက်ထပ်ထပ်ထုတ်ထားတဲ့ကတ်တွေရှိရဲအားပေးခြင်းဆိုလို့ရှိရင်လည်းကျွန်တော်ပြောလို့ပဲ comment တွေကစာအပြလေးကိုနှိပ်အဲ့စာအပြလေးကနေပြီးတော့မှစုံတူရီတို့ဆက်တဲ့ရန်ကိုဆက်နှိပ်ပြီးတော့မှတောက်လို့ရပါတယ်ဆိုတော့ဒီတစ်ပတ်ရဲ့ဒါဇရာပေါ့နော်ဒါတစ်ပတ်စာဇရာပတ်ကြီးဇရာကပြီးရင်ရှင်းပြမယ်တစ်ပတ်စာဇရာမှာဆိုလို့ကျွန်တော်တို့ကဒီမှာ9ရဲ့3ရဲ့9ကအထောက်3ခုရှိတယ်9ရဲ့3ရဲ့3ရဲ့ပတ်တီဒါတွေထွက်သွားပြီဆိုတော့ဒီမှာ1ခု2ခု3ခု4ခု5ခုဆိုရင်နေရအလွတ်5ခုပဲရှိတော့တယ်အဲ့နေရအလွတ်5ခုမှာထပ်နေတာလည်းရှိကောင်းရှိနိုင်နေပေါ့နော်ဒါတွေကတော့ကျွန်တော်မပြောတော့ဘူးဆိုတော့ပတ်တီ break ပေါ့နော်ဒီ break ကတော့တိတ်အားမကုန်နဲ့ break အတွဲ break အတွဲမှာဆိုလို့1 2 3 4 5ခုထွက်သွားပြီပြီးရင်ကျွန်တော်အခွေပေါ့နော်အခွေအနေနဲ့မှာ1 3 4 5 3 4 5 6ပြီးရင်ဒါတွေထွက်သွားပြီဆိုတော့ကျွန်တော်ပြောတယ်1 5 8ဆိုတဲ့အခွေဟာဒီနားလေးကအခွေပေါ့နော်ဆိုတော့1 5 8ဆိုတဲ့အခွေနော်ဒီအခွေရဲ့ဒါကျွန်တော်တသက်မှတ်ဒီထဲကနေပေါ်ပြီးတော့မှကျွန်တော်မျိုးစီကိုပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တဲ့အခွေတွေကလည်းတွန်းနေသူထွက်မှာရှိတယ်ဆိုပေမဲ့နော်ဒါလေးကထွက်စင်ပေါ့နော်ပြောချင်တာကျွန်တော်တို့ reference လုပ်လို့ရတဲ့အမိညမ်းပြုလို့ရတဲ့ပမာဏထွက်စင်အကျင့်ကြီးအတွက်များတဲ့ဟာကိုကျွန်တော်မျိုးစီကိုကျွန်တော်ကပြခြင်းဖြစ်ပါတယ်ဆိုတော့ဒါလေးကိုတော့ကစားခြင်းတဲ့လူတွေကကစားပေါ့နော်စိတ်ဝင်စားတဲ့လူတွေကစားလို့ရပါတယ်နော်ဒါလေးတော့ကိုဆိုကျွန်တော်တစ်ခုနှစ်ခုသုံးခုလေးခုထွက်သွားပြီ6ခုကျန်သေး6ခုထဲမှာကျွန်တော်တစ်ခုပြလိုက်ပြီပေါ့နော်ဆိုတော့အဲ့ဒါလေးထွက်ကမှာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီပတ်တီး formula ပေါ့နော်ပတ်တီး formula မှာကျွန်တော်ပြောခဲ့တယ်ပေါ့နော်ပတ်တီး formula မှာကကျွန်တော်တို့ကနော်မူဟောင်းရှိတယ်မူသစ်ရှိတယ်ပေါ့နော်မူဟောင်းမူသစ်မှာဒီပတ်တီ formula ဇာတ်လေးကိုလူချင်းနေဆိုလို့ရှိရင်ဒါသွားပြီးတော့စုံမတူတီစီကတ်ကိုအားပေးပြီးတော့မှပတ်တီဇာတ်လို့ပြောပြီးတော့တောင်းလို့ရပါတယ်ပေါ့နော်တပတ်စာဇာတ်နဲ့ပတ်တီဇာတ်နဲ့2မျိုးရှိရပေါ့နော်ဆိုကိုလူချင်းတော့တေချာပြောပြီးတော့ပေါ့နော်ဒီမှာကမူဟောင်းမူသစ်ဆိုပြီး2မျိုးရှိတယ်မူသစ်3ခုရှိတယ်မူဟောင်း3ခုရှိရပေါ့နော်မူသစ်3ခုဆိုတာကကျွန်တော်ပြောချင်တာဒီမူသစ်3ခုကတစ်နှစ်စာပြန်စစ်တမ်းပေါ့နော်တစ်နှစ်စာပြန်စစ်တမ်းဒီကောင်ကကျတော့14နှစ်စာပြန်စစ်တမ်းပေါ့နော်မူဟောင်းကကျတော့14နှစ်စာပြန်စစ်တမ်းဒါမှစိတ်ဝင်စားစရာကောင်းတာတစ်ခုကဒီမူဟောင်းရဲ့2နဲ့3ပေါ့နော်အဲ့နှစ်ခုကပတ်တီးတစ်လုံးလေးကိုညွှန်ပြနေတာအဲ့ဆိုတော့တို့နှစ်ခုကတစ်လုံးလေးပဲထွက်လာအဲ့တစ်လုံးကများတော့ဖြစ်ဟူးမကျော်ထွက်တယ်ဆိုတော့ကျွန်တော်မျိုးစီနေဒီဟာကိုလိုချင်တယ်ဆိုလို့ရှိရင်ရလို့ရှိရင်ကျွန်တော်မျိုးစီနေမနေ့ကတစ်ခါ2ရက်မှာ80ရာခိုင်နှုန်းကျွန်တော်ဒီဘယ်တော့မှ100ရာခိုင်နှုန်းအာမမခံဘူး80ရာခိုင်နှုန်းကျန်တဲ့နော်တောက်ကြနေတီထွက်ဖို့က90ရာခိုင်နှုန်းရှိတယ်နော်ပြီးရတဲ့ဘက်ကလို့ပေါက်လို့ပေးစားကနေမထွက်ဘူးဆိုလို့ရှိရင်ဒါမှားကြအကြောင်းကိုမရှိတဲ့ formula ပေါ့နော်90ရာခိုင်နှုန်းအထိတော့ကျွန်တော်တို့ယုံကြည်လို့ရတဲ့ formula ဖြစ်တယ်ဆိုတော့ဒီမူဟောင်းရဲ့2နဲ့3ကကျွန်တော်တို့ဒီပတ်တီးတစ်လုံးတည်းကိုညွှန်ပြနေတယ်အဲ့ဒါက reference တစ်ဘက်က2ရက်တွင်းမှာထွက်နိုင်ချေရှိတယ်ပေါ့နော်လူချင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောလို့ဆမ်မလီစမို့ဒူတီစီကနေပြီးတော့မှကတ်တခုကအားပေးပြီးတော့ဒီဟာကိုတောင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာမူသစ်1နဲ့မူသစ်3ကလည်းမထွက်သေးဘူးโอเคဒီနှစ်ခုကိုလည်းကျွန်တော်မျိုးစီနေအနည်းနဲ့များဒါအမိညာပြုပြီးစော့လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတ်တွေကတော့ free ပေးတာပါဒါပေမဲ့လေနော်ကျွန်တော်ဒီတိုင်းစေနာကြီးဆိုပြီးတော့ဒီတိုင်းအလွတ်ဒီကတ်ပဲပေးထားတာစားလို့ရှိရင်ဆမ်မလီစမို့ဒူတီစီကတ်တခုရသွားလေအနည်းနဲ့များတော့အမိတဲ့ဟဲဖြစ်တယ်ပေါ့နော်ပြီးတော့
scan လေးကောင်းပါတယ်နော်အဲ့လိုပြီးခဲ့တဲ့ဘက်ကလို့ပေါက်လို့ပေးတဲ့ခဏနေမထွက်လို့ရှိရင်သူကတ်တွေကလွှဲခဲ့တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်မိတ်ဆွေအနေနဲ့နော်ပို့ပြီးအကျိုးမြတ်ရနိုင်စေဖို့အတွက်ကျွန်တော်ကဒါကိုစီစဉ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်က free မပေးတာမဟုတ်ပါဘူးပြီးပါတယ်ဗာလဲဆိုတော့ကျွန်တော်တို့ဒီမှာတင်ကားခွင့်ရှိအခွေပါနော်ဆိုတင်ကားခွင့်ရှိအခွေကိုကျန်ရက်တွေထဲမှာဆော့ရမယ်နော် free ပေးပါတယ်ဒါပေမဲ့ပို့လို့ခြင်းလို့ရှိရင်တော့ကိုယ့်ဘက်ကပို့အားဆိုင်ထုမှုလုပ်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒါကိုကျွန်တော်မိတ်ဆွေတွေနဲ့မညှို့ညင်စေခြင်းပါဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်လည်းအချိန်ကြီးပေးရတယ်အားဆိုင်ထုမှုတွေလုပ်ရတယ်ဒါတွေတွက်ဖို့အတွက်ကိုကျွန်တော်အနေနဲ့ AI တွေဘာတွေဝေတာဝယ်တလားတလားမနေဘူးပေါ့နော်ဆိုတော့အားလုံးပဲเนาะကျန်တဲ့၄ရက်မှာလည်းအဆင်ပြေကံကောင်းကြပါစေငွေတွေဝင်လို့စိတ်ပျော်ရွှင်ကြပါစေခင်ဗျ